နိုင်ငံတစ်ခုမှာနိုင်ငံတော်ပိုင်စစ်တပ်တွေရှိနေရတာနဲ့ဘာလို့ကြေးသားစစ်သားတွေကပေါ်လာတယ်ပတ်သက်ပေးရင်ဘယ်သူတော့ကိုမစိုးတိုက်ခိုက်ပေးဖို့အသင့်ရှိနေတဲ့ fighter တွေအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကမ္ဘာပေါ်မှာရှိတဲ့ကြေးသားစစ်သားတွေအကြောင်းကိုကျွန်တော်ပြောပြပြီးတော့မှာဖြစ်ပါတယ်အရင်ဆုံးကြေးသားစစ်သားဆိုတာဘာတွေလဲကြေးသားစစ်သားဆိုတာအခြေခံအားဖြင့်ငွေကြေးပစ္စည်းဥစ္စာတွေနဲ့အကျိုးအမြတ်တွေအတွက်တိုက်ခိုက်ကြသူတွေဖြစ်တယ်တိုက်ခိုက်တဲ့အပြင်ကိုအစိုးရရဲ့ဗန်တိုက်တွေအစိုးရရဲ့ရွှေတယ်ယူပို့ဆောင်ရေးနိုင်ငံတစ်ခုအစိုးရတစ်ခုရဲ့အကျိုးအမြတ်တွေအတွက်ကာကွယ်တဲ့အဖွဲ့အစည်းလည်းဖြစ်တယ်ကျေးစားစစ်သားတွေကသူတို့တွေနဲ့လူပုဂ္ဂိုလ်ရပတ်သက်မှုမရှိတဲ့လူတွေသူတို့နိုင်ငံမဟုတ်တဲ့အခြားနိုင်ငံတစ်ခုဒါမှမဟုတ်အခြားအဖွဲ့အစည်းတစ်ခုရဲ့အကျိုးစီးပွားတွေနဲ့အချုပ်အခြာအာဏာတွေလုံခြုံရေးတွေကိုကာကွယ်ပေးခြင်းတိုက်ခိုက်ပေးခြင်းတွေကိုလှုံ့ဆော်ကြတယ်နိုင်ငံတစ်ခုမှာနိုင်ငံပိုင်တရားဝင်စစ်တပ်တွေရှိနေရတာနဲ့ဘာလို့ကျေးစားစစ်တပ်တွေကပေါ်လာရလဲဆိုတော့နိုင်ငံတစ်ခုဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုအတွက်ကိုယ်ပိုင်စစ်အားမလုံလောက်ကြတဲ့အခါဒါမှမဟုတ်စစ်ပွဲတွေကြီးမားလာတဲ့အခါမှာလိုအပ်တဲ့စစ်အားတွေဖြည့်တင်းဖို့အတွက်ကျေးသားစစ်တပ်တွေကိုငှားရမ်းအသုံးပြုခဲ့ကြတယ်ဒါအပြင်ကမ္ဘာပေါ်မှာစစ်တပ်မရှိတဲ့နိုင်ငံတွေဆိုတာလည်းရှိတယ်အမြဲတမ်းစစ်တပ်တစ်ခုကိုအချိန်ပြည့်ကျွေးမွေးပြီးတော့လေ့ကျင့်ထားရတဲ့စရိတ်ကအရန်ကိုကြီးမားတယ်ကုန်ကျစရိတ်တွေလည်းများတယ်ဒါကြောင့်အချို့နိုင်ငံတွေပြီးတော့နိုင်ငံငယ်လေးတွေပြီးတော့စစ်တပ်မရှိတဲ့နိုင်ငံတွေမှာဒီလိုမျိုးကိုယ်ပိုင်စစ်တပ်ကိုထူထောင်တာမျိုးတွေမရှိဘဲနဲ့လိုအပ်မှသာကျေးသားစစ်သားတွေကိုခေါ်ယူပြီးတော့စစ်တိုက်တာမျိုးတွေလုပ်တယ်ဒီလိုမျိုးလုပ်တဲ့အခါမှာနိုင်ငံတစ်ခုအတွက်ကုန်ကျစရိတ်ကအရန်ကိုတက်တာနောက်ထပ်တစ်ခုကပုံမှန်စစ်သားတွေကျွမ်းကျင်မှုမရှိတဲ့စစ်ပညာရပ်တွေတိုက်ခိုက်ရေးပညာရပ်တွေနည်းပညာတွေနဲ့အမြောက်တပ်တွေရေတပ်တွေပြီးတော့ခေတ်သစ်ထောက်လှမ်းရေးလုပ်ငန်းတွေကိုရယူဖို့အတွက်အဆိုပါနယ်ပယ်မှာကျွမ်းကျင်တဲ့ပြင်ပကျေးသားစစ်သားတွေကိုငှားရမ်းအသုံးပြုတာတွေရှိလာခဲ့နောက်ထပ်တစ်ချက်ကကျေးသားစစ်သားတွေကိုငှားရမ်းအသုံးပြုခြင်းအဖြစ်နဲ့ PR တွေကိုရောကြတယ်။ဘာလဲဆိုတော့မိမိနိုင်ငံပိုင်စစ်တပ်တွေကစစ်မြေပြင်ကိုမိမိနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေကိုဆေးလွတ်ပြီးတော့စစ်တိုက်တာမျိုးတွေလုပ်မယ်ဆိုရင်မိမိနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေတေချေပျက်စီးတဲ့အခါမှာပြည်တွင်းမှာရှိတဲ့ပြည်တွင်း PR တွေကလည်းရှိတယ်။ပြည်တွင်း PR တွေကဘာလို့ရှိလဲဆိုတော့နိုင်ငံမှာရှိတဲ့နိုင်ငံသားတွေစစ်ပွဲမှာအကြအရှုံးတွေရှိတဲ့အခါမှာနိုင်ငံသားပြည်သူတွေအနေနဲ့ဝေဖန်လာတာတွေရှိလာနိုင်တယ်။ဒီ PR တွေကိုချော့ချဖို့အတွက်နဲ့ပြီးတော့အချို့တိုက်ခိုက်ရေးတွေမှာအစိုးရကိုယ်တိုင်ပါဝင်မပတ်သက်ရှင်ပဲနဲ့မဖြစ်မနေတိုက်ခိုက်ရမယ့်အခြေအနေတွေကြုံလာတယ်။ဒါပေမဲ့အစိုးရအနေနဲ့လည်းဒီကိစ္စမှာမပါဝင်နေဘူး။အစိုးရအနေနဲ့လည်းဒီကိစ္စမှာပါဝင်ပြီးတော့နိုင်ငံပိုင်စစ်တပ်ကိုအသုံးချခြင်းဆိုရင်ကျေးစားစစ်သားတွေကိုငှားရမ်းပြီးတော့တိုက်ခိုက်တာမျိုးတွေလုပ်လို့ရှိတယ်။ဒါကအစိုးရအတွက်ရှိမှတဲ့ PR ကိုရှော့ချနိုင်တာဖြစ်တယ်။ဒါအပြင်ကျေးစားစစ်တပ်တွေကိုငှားရမ်းပြီးတော့တိုက်ခိုက်တာမျိုးတွေကငှားရမ်းတဲ့နိုင်ငံအစိုးရအတွက်ဓာတ်ရိုက်တာဝန်ရှိမှုတွေကိုရှောင်လွှဲနိုင်တယ်။နောက်ပြီးတော့နိုင်ငံပိုင်စစ်တပ်တွေလိုမျိုးအမြဲတမ်းတာဝန်ယူထားရတဲ့ဝန်ထုတ်ဝန်ပိုးတွေကအရန်ကုန်ကြရည်များတယ်။ဒါကြောင့်အသင့်သုံးစစ်ရေးအချင်းမြစ်အဖြစ်ကျေးစားစစ်တပ်တွေကပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ကျေးစားစစ်တပ်တွေကလိုအပ်မှအသုံးခံရတဲ့လူသုံးတွေဖြစ်ကြပါတယ်။နောက်ပြီးတော့ကျေးသားစစ်တပ်နဲ့နိုင်ငံပိုင်စစ်တပ်တွေကဘာတွေကွာခြားလဲဆိုတော့နိုင်ငံတစ်ခုကအစိုးရတစ်ခုကဝင်ရောက်မပတ်သက်ချင်တဲ့ကိစ္စတွေမှာကျေးသားစစ်သားတွေကိုငှားရမ်းပြီးတော့အသုံးပြုနိုင်တယ်။ကျေးသားစစ်သားတွေကအဓိကအဖြစ်ငွေကြေးဒါမှမဟုတ်လူပုဂ္ဂိုလ်တွေဒါမှမဟုတ်နိုင်ငံတစ်ခုရဲ့အကျိုးအမြတ်ပစ္စည်းဥစ္စာတွေအတွက်သာတိုက်ခိုက်ကြတာဖြစ်တယ်။ကျေးသားစစ်သားတွေကအဓိကအဖြစ်မိမိရဲ့ကိုယ်ကျိုးငွေကြေးအတွက်စာချုပ်တွေအတွက်ပစ္စည်းဥစ္စာအကျိုးအမြတ်တွေအတွက်သာတိုက်ခိုက်ကြတာဖြစ်ပြီးတော့နိုင်ငံတော်စစ်သားတွေကတော့မိမိရဲ့နိုင်ငံမျိုးချစ်စိတ်နဲ့မိမိရဲ့နိုင်ငံကိုကာကွယ်ဖို့အတွက်တိုက်ပွဲဝင်ကြတာဖြစ်တယ်။အဓိကကွာခြားချက်ကတော့နိုင်ငံမှာစစ်သားတွေကတာဝန်ဝတ္တရားနဲ့မိမိနိုင်ငံကိုချစ်စိတ်နဲ့တိုက်ပွဲဝင်ကြတာဖြစ်ပြီးတော့ကျေးသားစစ်သားတွေကတော့ပတ်စံရဖို့အတွက်တိုက်ပွဲဝင်ကြတာဖြစ်ပါတယ်။ Geneva Convention နိုင်ငံတကာဥပဒေအရနိုင်ငံတော်စစ်သားတွေကတရားဝင်စစ်တီတော်တွေဖြစ်ပြီးတော့ဥပမာစစ်ပွဲတွင်းမှာနိုင်ငံတော်စစ်သားတွေဖမ်းဆီးခံရပါကစစ်တုံးပန်းအခွင့်အရေးကိုအပြည့်အဝရရှိနိုင်ကြတာဖြစ်ပြီးတော့ကျေးသားစစ်သားတွေကတော့ Geneva Convention နောက်ဆက်တွဲစာချုပ်1အပိုက်49အရကျေးသားစစ်သားတွေကတရားဝင်စစ်တီတော်တွေမဟုတ်တဲ့အတွက်စစ်တုံးပန်းအခွင့်အရေးတွေကိုပေးအပ်ရန်တာဝန်လုံးဝမရှိပါဘူး။ဒါအပြင်ကျေးသားစစ်သားတွေကစစ်တုံးပန်းအဖြစ်အဖမ်းခံခဲ့ရရင်နိုင်ငံတကာဥပဒေ Geneva Convention အရတရားဥပဒေရဲ့အကာအကွယ်လုံးဝရရှိမှာမဟုတ်ပါဘူး။ပြီးတော့နင်နာတဲ့နိုင်ငံရဲ့ဥပဒေအရတရားစွဲဆိုခြင်းခံရမှာဖြစ်ပါတယ်။နိုင်ငံတော်စစ်သားတွေကနိုင်ငံရဲ့တရားဝင်စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုအောက်မှာရှိပေမဲ့လည်းကျေးသားစစ်သားတွေကတော့လူတဦးတယောက်ချင်းဒါမှမဟုတ်ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီ Private Military Company PMC ဝန်ထမ်းများအဖြစ်စာချုပ်ချုပ်ပြီးတော့တိုက်ပွဲဝင်ကြတာအလုပ်လုပ်ကြတာဖြစ်ပါတယ်။ Private Military Company တွေကအစိုးရတွေကုမ္ပဏီကြီးတွေနဲ့အဖွဲ့အစည်းတွေထံမှာစာချုပ်တွေကိုလေလံဆွဲပြီးတော့ယူကြရပါတယ်။ကုမ္ပဏီတွေအစိုးရတွေနဲ့စာချုပ်ချုပ်ပြီးပြီဆိုရင်ကုမ္ပဏီကနေရရှိတဲ့ငွေတွေကိုလက်ခံပြီးတော့ထုံငွေတွေကနေမှတဆင့် Private Military Company ရဲ့ကျေးသားစစ်သားတပ်ဖွဲ့ဝင်တယောက်ချင်းစီကိုလာတာအဖြစ်ပြန်လည်ပေးရတာဖြစ်ပါတယ်။နောက်ပြီးတော့ကျေးသားစစ်သားတွေကတိုက်ခိုက်ရေးလုပ်ငန်းတစ်ခုတွေကိုလှုပ်ဆောင်မျိုးမဟုတ်ဘဲနဲ့နေပြည်အဆောက်အုံလုံခြုံရေးကိုစောင့်ကြပ်ကြည့်ရှုပေးရတွေဘဏ်လုံခြုံရေးကိုစောင့်ကြပ်ပေးရတွေနဲ့ငွေကြေးပို့ဆောင်တာတွေနိုင်ငံတော်ပိုင်ရွှေတွေကိုတနေရာနဲ့တနေရာရွှေ့ပြောင်းပို့ဆောင်တာတွေလူပုဂ္ဂိုလ်တဦးတယောက်ကိုလုံခြုံရေးပေးတာတွေဥပမာတထေးတယောက်က Private Military Company တစ်ခုကိုပတ်စံပေးပြီးတော့သူ့ရဲ့လုံခြုံရေးကိုတာဝန်ယူခိုင်းတာမျိုးတွေစစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေကိုပို့ဆောင်ပေးတာမျိုးတွေနဲ့စီရေးကြံပေးတာတွေစစ်တင်တန်းပေးတာတွေနဲ့ထောက်လှမ်းရေးသတင်းစုဆောင်းတာတွေကိုလည်းလုပ်ဆောင်ကြပါတယ်။နောက်တစ်ချက်က Martian တစ်ခုကိုလှုပ်ဆောင်မယ်ဆိုရင်ဥပမာဂျပန်နိုင်ငံကကျေးသားစစ်တပ်တစ်ခုကိုငှားရမ်းပြီဆိုရင်ဒီကျေးသားစစ်တပ်တပ်ဖွဲ့ဝင်တွေထဲမှာဂျပန်နိုင်ငံသားတွေပါလို့မရပါဘူး။တခြားနိုင်ငံသားမှာနိုင်ငံသားတွေဖြစ်ပါတယ်။နောက်ထပ်စီးမြင့်သတ်မှတ်ချက်အနေနဲ့တိုက်ပွဲတစ်ခုလုပ်ငန်းတစ်ခု Mission တစ်ခုဖော်ဆောင်မယ်ဆိုရင်ဒီ Mission မှာပါတဲ့လူတွေကဒီနိုင်ငံရဲ့အဖွဲ့အစည်းဒါမှမဟုတ်နိုင်ငံသားလုံးဝဖြစ်ခွင့်မရှိပါဘူး။
ဥပမာနိုင်ငံ A နိုင်ငံ A မှာစစ်စင်ရေးလုပ်မယ်ဆိုရင်နိုင်ငံ A ရဲ့နိုင်ငံသားဖြစ်ခွင့်မရှိပါဘူးနိုင်ငံ B ရဲ့နိုင်ငံသားပဲဖြစ်ခွင့်ရှိပါတယ်နောက်တစ်ချက်ကကျေးသားစစ်တပ်တွေနဲ့နိုင်ငံတော်ပိုင်စစ်တပ်တွေကွာခြားချက်တွေရှိပါတယ်ဒါကတော့နိုင်ငံတစ်ခုရဲ့နိုင်ငံတော်ပိုင်စစ်တပ်မှာတာဝန်ထမ်းဆောင်မယ်ဆိုရင်စီမံကန့်သတ်ချက်တွေအများကြီးရှိပါတယ်ဒါတွေကတော့ဥပမာနိုင်ငံ A မှာနိုင်ငံတော်ပိုင်စစ်တပ်မှာတာဝန်ထမ်းဆောင်မယ်ဆိုရင်နိုင်ငံ A မှာရှိတဲ့နိုင်ငံသားဖြစ်ရပါမယ်နိုင်ငံရေးအတွင်းမှာပြည့်မှုကျူးလွန်တာမျိုးတွေရှိထားလို့မရပါဘူးအထသဖြင့်စီးမြင့်သတ်မှတ်ချက်တွေရှိပါတယ်ကျေးသားစစ်တပ်တွေမှာတော့ဘယ်နိုင်ငံဘယ်နေရာကဘယ်လိုလူမျိုးမဆိုဘယ်နိုင်ငံသားဖြစ်ဖြစ်ကျေးသားစစ်တပ်မှာတာဝန်ထမ်းဆောင်နိုင်ပါတယ်ဥပမာနိုင်ငံ B ကဒီကျေးသားစစ်တပ်တစ်ခုကိုပိုင်ဆိုင်ထားတယ်ဆိုရင်ကျေးသားစစ်တပ်မှာတာဝန်ထမ်းဆောင်တဲ့လူကနိုင်ငံ B ရဲ့နိုင်ငံသားဖြစ်နေတရားမလို့ပါဘူးအခြားမြည်သည့်နိုင်ငံမြည်သည့်နေရာဒေသကမဆိုလာရောက်ပြီးတော့တာဝန်ထမ်းဆောင်နိုင်ပါတယ်ဒီလိုမျိုးတာဝန်ထမ်းဆောင်မယ်ဆိုရင်စီးမြင့်သတ်မှတ်ချက်တွေရှိပါတယ်ဒီလိုမျိုးလူသစ်တွေစုဆောင်တဲ့အခါမှာကျေးသားစစ်တပ်တွေကများသောအားဖြင့် online ကနေပြီးတော့လူသစ်စုဆောင်တာတွေလုပ်ကြပါတယ်အသက်20ကနေ50ကြားရှိပြီးတော့တာမာဖြတ်လက်တဲ့လူတွေပြီးတော့စစ်တိုက်ဖူးတဲ့လူတွေစစ်ပွဲဆိုင်ရာအတွေ့အကြုံရှိတဲ့လူတွေအထူးတပ်ဖွဲ့ဝင်ဟောင်းတွေပါဝင်ကြပါတယ်ကျေးသားစစ်တပ်မှာတာဝန်ထမ်းဆောင်တဲ့လူတွေထဲမှာနှီးပညာရှင်တွေနောက်ဆုံးဆရာဝန်တွေတူနာပြုတွေနဲ့ပါရာမက်တစ်တွေအများကြီးပါကြပါတယ်ဒီမှာပုဂ္ဂလိကကျေးသားစစ်တပ်မှာတာဝန်ထမ်းဆောင်မယ်ဆိုရင်အရေးကြီးဆုံးအချက်ကတော့စစ်ပွဲအတွေ့အကြုံဖြစ်ပါတယ်ဖြစ်တဲ့ကျေးသားကုမ္ပဏီတွေကများသောအားဖြင့်စစ်တပ်တွေရဲတွေပြီးတော့နောက်ထပ်ထောက်လှမ်းရေးအရာရှိတွေပြီးတော့ရင်စစ်ပွဲတွေမှာအတွေ့အကြုံရှိတဲ့လူတွေကိုဦးစားပေးခေါ်လေးရှိပါတယ်ဒါကတော့စစ်ပွဲအတွေ့အကြုံဖြစ်ပြီးတော့နောက်တစ်ချက်ကတော့လက်နက်အမျိုးအစားများစုကိုကျွမ်းကျင်စွာကိုင်တွယ်ပြီးတော့အသုံးပြုတတ်တဲ့လူဖြစ်ရပါမယ်ဥပမာချင်းမွေးရိုက်ဖယ်တွေပြီးတော့ distro တွေပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေပခုံးထမ်းလောင်ချတွေစတဲ့လက်နက်အမျိုးအစားအများစုကိုကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်တဲ့လူတွေဖြစ်ရပါမယ်ဒါအပြင်အနည်းဆုံးဘာသာစကား၃မျိုးကိုအနည်းဆုံးတက်ရမှာဖြစ်ပါတယ်အများဆုံးဦးစားပေးတဲ့ဘာသာစကားတွေကတော့အာရဗ်ဘာသာစကားတွေပြီးတော့အရှေ့အလယ်ပိုင်းမှာအသုံးပြုတဲ့ဘာသာစကားတွေပြီးတော့တရုတ်ဘာသာစကားအင်္ဂလိပ်ဘာသာစကားနဲ့ရုရှားဘာသာစကားစတဲ့ဘာသာစကားတွေကတစ်ခုနဲ့မိမိရဲ့မိခင်နိုင်ငံမှာရှိတဲ့မိခင်ဘာသာစကားပြီးတော့အင်္ဂလိပ်ဘာသာစကားကိုကျွမ်းကျင်စွာတတ်ထားတဲ့လူဖြစ်ရပါမယ်ဒီလိုမျိုးတွေဘာသာစကားကျွမ်းကျင်စွာမတတ်ထားဘူးဆိုရင်လည်းကျွမ်းကျင်အနေနဲ့ခေါ်ယူတာတွေရှိပါတယ်နောက်တစ်ချက်ကကျမ်းမာရေးနဲ့အကြမ်းခိုင်မှုကောင်းတဲ့လူတွေဖြစ်ရပါမယ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကြမ်းခိုင်တဲ့လူတွေကိုလည်းဦးစားပေးခေါ်ယူလေးရှိပါတယ်နောက်တစ်ချက်ကစစ်ပတ်ဆိုင်ရာအတွေ့အကြုံတွေမရှိဘူးဆိုရင်လည်းမိမိကဆရာဝန်တယောက်ဖြစ်နေတာမျိုးဒီပညာသမားတယောက်ဖြစ်နေတာမျိုးနဲ့ဥပမာပါရာမက်တစ်တူနာပြုဖြစ်နေတာမျိုးတွေဆိုရင်ကျေးစားတက်ခွင့်မှာတာဝန်ထမ်းဆောင်နိုင်တယ်လို့သတ်မှတ်နိုင်ပါတယ်โอเคဒီနေ့ပြောသွားတာကတော့ကျေးစားစစ်တပ်တွေကဘာတွေလဲဘယ်လိုလူမျိုးတွေကကျေးစားစစ်တပ်မှာတာဝန်ထမ်းဆောင်ကြတာလဲဆိုတဲ့အကြောင်းဟာကိုပြောပြပြီးတော့တာဖြစ်ပါတယ်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်